ဖတ်ထမင်းကောင်းကောင်းကြိုက်တဲ့သူတွေရှိလားဒီနေ့ကတော့ကျော်စစ်ကအိမ်မှာအလွယ်တကူလှုပ်စားလို့ရမယ်ဖတ်ထမင်းပေါင်းလုံနည်းလေးကိုဝင်မြပေးမှာပဲဖြစ်ပါတယ်လွယ်ကူရိုးရှင်းပြီးတော့ရတာရှိတာဖြစ်လို့ကျော်စစ်နဲ့တူအားလုံးပဲလှုပ်စားကြည့်ဖို့ကြည့်လိုက်ကြအောင်เนาะအရင်ဆုံးအနေနဲ့တန့်စင်ပြီးသားကြက်သားကိုကျော်စစ်တို့ချင်းကြက်သွန်မြူထောင်းထားလေးရယ်စားအချိုမုံငံပြာရည်စနွန်းမုံအယောင်တင်မုံတို့နဲ့အတူပေါ့เนาะအရသာနှဲပြီးတော့ကြတော့နှက်ထားပေးပါမယ်ဖတ်ထမင်းမှာကျော်စစ်တို့ဒီကြက်သွန်နီအနှစ်ကအဓိကဖြစ်တဲ့အတွက်ကြောင့်မလို့ကျော်စစ်ကကြက်သွန်နီပပလီထားလေးတွေကိုအခုလိုမျိုးလေးပေါ့နော်စီတက်ပြီးတော့ကြက်သွန်နီကြော်လေးရဲပြီးတော့ကြတော့မွေးလာတီတီကြော်ပေးပါမယ်ပြီးရင်တော့ကျော်စစ်တို့အရသာနှက်ထားတဲ့ကြက်သားကိုထည့်ပေးပါမယ်လုံးနဲ့နှံ့သွားအောင်ပေါ့နော်တေချာလေးလုံးပြီးတော့အခုလိုအပေါ်ရန်အရေခွန်လေးတင်းလာသည့်အထိကိုကျော်စစ်တို့ချက်ပေးပါမယ်ကြက်သွန်အနှစ်ကလေးတွေလည်းပျော်လာသည့်အထိကျော်စစ်တို့ချက်ပေးမယ်ပေါ့နော်ပြီးရင်တော့ကျော်စစ်တို့ရေနွေးထည့်ပြီးတော့ကြတော့ကြက်သားချက်သွားသည့်အထိကိုတဲပေးလိုက်ပါမယ်ကဲအခုဆိုလို့ရှိရင်တော့ဒါဖတ်ထမင်းအတွက်ပေါ့နော်ကြက်သားလေးရပါပြီပြီးရင်တော့ကျော်စစ်တို့ငြုတ်တီးလော်တောင်လေးရဖို့အတွက်ငြုတ်တီးတောင်လုံးလေးတွေကိုအခုလိုမျိုးလေးစီပူပူမှာထည့်ပြီးတော့ကြတော့လှော်ပေးပါမယ်ပြီးရင်တော့အိအီရေတွဲပြီးတော့ကြတော့စားဖို့အတွက်ကျော်စစ်ကချင်မောင်ကျော်လေးကျော်မယ်ပေါ့နော်ချင်မောင်ကျော်ကြတော့အခုလိုမျိုးကြက်သွန်နီပပလီထားလေးကိုစနွန်းမုံနဲ့အတူကျော်စစ်တို့စီသက်ပေးပါမယ်ပြီးရင်တော့ကြက်သွန်ပြူလေးထည့်မယ်ပြီးသွားရင်ငပိလေးထည့်ပေးမယ်ပေါ့နော်ပြီးရင်တော့ကျော်စစ်တို့ချင်မောင်ထည့်ပေးပြီးတော့ကြတော့ပေါ့နော်အီလာဒီအထိကြော်ပေးလိုက်ပါမယ်ပြီးရင်တော့ကျော်စစ်တို့အရသာအတွက်ရသာမုံနဲ့စားလေးနဲ့ထည့်ပေးပါမယ်။ကဲအခုဆိုလို့ရှိရင်တော့ဖတ်ထမင်းနဲ့လိုက်ဖက်တယ်ကျော်စစ်တို့ဒီမှာချင်မောင်ကျော်လေးရပြီပေါ့နော်။ဒါကတော့ငရုတ်သီးလော်တောင်လေးပေါ့နော်။ကျော်စစ်ကြက်သွန်ပြူလေးနဲ့ထောင်းထားပါမယ်။ခုလိုမျိုးအတိုးမြုပ်ကလေးနဲ့ကိုယ်စိတ်ကြိုက်ပြင်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါဖတ်ထမင်းလေးရပြီပေါ့နော်။